မှနေဝင်တာမငါတို့တို့ဘူးခဲ့တဲ့နေတွေရဲ့တန်သွားတဲ့ရင်သူတို့ပဲလာလိုက်ဖို့ရခါနဲ့ပြောတယ်ကြောင်စင်းတဲ့ချိန်ငါတို့တို့သူစားခဲ့တဲ့ထမင်းဆိုင်တွေခုတော့လဲလေအိမ်မလားငါမေလို့သွားပြီ